မိကတင်ပိုင်ရှင်တသက်ခင်ဖြင့်စိတ်နှလုံးကျွမ်းမဲ့နဲ့ယုံကြည်လက်ခံပါသလားဒီလေယေရှုခရစ်ကိုယုံကြည်လက်ခံတာဖြစ်တယ်သူတို့ပလောင်လူမျိုးသူတို့မိသားစုထဲမှာဆိုရင်လည်းသူယုံကြည်တယ်ဆိုသူနဲ့သူ့အိမ်ကနောက်ထပ်တစ်ယောက်နှစ်ယောက်ပဲရှိသေးတယ်သူတို့ရွာမှာဆိုရင်လည်းသူတို့မောင်နှမနှစ်ယောက်ပဲယေရှုကိုယုံကြည်သေးတာဖြစ်တယ်နောက်ဆိုရွာပြန်တဲ့အခါမှာပလောင်ရွာပြန်တဲ့အခါမှာလည်းသူကအများကြီးပေါ့နော်ယေရှုခရစ်တော်ဖက်မှာသူရက်တည်တာကိုပြပါတယ်အာမင်တော်အမှုဟာလေလုယာပါဒီလက်တော်လုံးကိုအပ်ပြီယေရှုနေဆက်တော်တခေယေမန်ကိုမကြပါစေလက်ခံပါသလားမအင်းတွေဟာလည်းပလောင်လူမျိုးပဲဖြစ်ပါတယ်ပလောင်ရွာမှာသူလည်းသူတို့ရွာသူတို့ဒေသမှာဆိုရင်ရှားပါတဲ့ယုံကြည်သူဖြစ်လာတာဖြစ်ပါတယ်ဒီနေ့သူအားဖြင့်လည်းပလောင်သာသနာနဲ့အများကြီးကောင်းချီးဖြစ်စေမယ်လို့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့သူ့ကိုယနေ့ဒီနေရာမှာသူ့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်လက်ခံတာဖြစ်တယ်သူကိုယ်တိုင်လည်းဖခင်သခင်ယုံကြည်တာဖြစ်တဲ့အတွက်ကြောင့်ယနေ့ခမေးတော်သားတော်တတ်ရှင်တော်ဝိညာဉ်တော်နာမ၌ဒီနေ့မှအိမ်လေးကိုလည်းရည်ချမ်းပရိသတ်ကိုပေးပါမယ်အာမင်စေတော်ဒီကြည်တဲ့လမ်းတော်အကျိုးတရားပြီရှင်ယေရှုကိုဝေကိုလောစေလာယမီကဘာမဆိုShema